ကဲအခုကျွန်တော်ချင်းမိုင်မှာရှိရပေါ့နော်တာလဘောကျွန်တော်လေးစားရတဲ့ကျွန်တော်ရဲ့အိုက်တော်ကောင်းကောင်းရဲ့ဆိုင်မှာပေါ့နော်ရောက်နေပါတယ်ကဲတာလဘောကဲချင်းမှာဘာတွေရှိမလဲဆိုတာတစ်ချက်ကြည့်အောင်ပေါ့နော်ကျွန်တော်ဒီမှာကဲဆိုင်လေးကတော့ရမိုက်ရပေါ့နော်ကဲကျွန်တော်ချင်းမိုင်မှာရောက်တဲ့အခါကျတော့ဒီမှာသွားစားဖြစ်တာပေါ့နော်ကဲနေရာလေးကတော့ရှေ့ပဲဒီမှာ coffee ဆရာသမားတို့စနေမောင်နှံရဲ့ကဲအပြင်မှာဆိုရင်ကျွန်တော်ဒီလိုပေါ့နော်ကျွန်တော် homemade ကဲတို့ကရင်ဟိုစားရီရောင်းပါတယ်coffee ပေါ့နော်ဒါကောင်းကောင်းတို့တို့ရဲ့ brand make ပေါ့ဒီကဲတရားအောက်ထပ်ပေါ့နော်ကဲဒါလေးကအောက်ထပ်ကဲဟင်းတွေဆိုရင်အစုံပဲနော်ဒီမှာဟင်းတွေဆိုတော့အစုံဒါကြတော့ကျွန်တော်တို့ငါးပဲနော်ငရှင်းတယ်ဒါငါးဒါကလေးစားဒါငနုဒါငပတ်အဖေငါးရတော့တော်တော်စုံတယ်ဖားသားတွေဖားရောရှိရပေါ့နော်ဖားရောရှိရဖားရောဒီမှာโอเคကဲစိတ်သားရောရှိပူနေနေဒီမှာကျွန်တော်နည်းနည်းပိုင်းလာတယ်ဆိုတော့စိတ်သားအခုမှချက်ပြီးရှေ့ပဲကဲဒါကြတော့အောက်ထပ်ရဲ့အခြေအနေပေါ့နော်ကဲတကယ်တတရလေးရှိတာပေါ့ကဲဒီဘက်မှာကျွန်တော်ပို့သဘောချတယ်ဒီဘက်မှာဆိုတော့နော်ကဲဒီဘက်မှာဆိုရင်စစ်ထိုင်လို့ရတယ်ဟိုဘက်မှာဆိုရင်ချောင်းရှိရပေါ့နော်ရေရစီးသွားနေရပေါ့တကယ်တဘာဝကြနေနော်ဒီမှာကဲဒီမှာထိုင်လို့ရတယ်ဟိုဘက်မှာရောစပွဲခုံရှိရပေါ့နော်ကဲကျွန်တော်တို့သဘောတွေကျနေပါပြီရာအေးချမ်းနေနေရလေးပေါ့နော်ကဲဒီဘက်မှာဆိုရင်ကဲဆိုင်လေးရတော့ဒီလိုပေါ့နော်ကဲအပေါ်ထက်မှာရောတစ်ချက်ပြမယ်နော်ဒါကြတော့အပေါ်ထက်ပေါ့နော်အပေါ်ထက်မှာဘာတွေရှိမလဲတစ်ချက်လောက်ပေါ့ကျွန်းလေဟုတ်တစ်တိုင်တစ်ခုကတော့မလို့ကြီးပဲကဲအရင်တော့ Samsung ဖြိုခဲ့တဲ့တစ်တိုင်တွေနေမှာအဲ့ထက်တောင်မှပိုကြီးနိုင်ကဲအပေါ်ထက်တယ်ရောအေးစစ်စစ်လေးမီတာစုနဲ့ဖြစ်ပေါ့နော်ကဲအပေါ်ထက်မှာကြတော့တို့ကြတော့ဒီအင်ဂျီတွေပါတော့ဗောနော်ဒီကရင်ဒီလိုဝယ်လို့ရတာဗောနော်အပေါ်ထပ်မှာကြတော့ဒီလိုလေးလုပ်ထားပါတယ်အောက်ထပ်ကတော့ကဲနေရာလေးကတော့ရှည်ပါပဲကဲဟင်းတွေပါလေမှာထားပြီဆိုတော့တစ်ချက်လောက်သွားစားရမယ်အဲ့တော့ဒါတွေမှာထားတာပေါ့နော်ကဲဒီမှာဟင်းရေဒါကြတော့ငပိရေချိုကဲဒါတော့ငနုတန်းပေါ့နော်အကြိုက်ဆုံးဒီကြတော့ဗျာကျွန်တော်တို့အမေဦးချာအစုံပေါ့နော်ချက်ပေါ့ဒါကြတော့ဖာဟင်းပေါ့နော်ရှေ့ပဲကဲ